ကိုယ့်ရဲ့ဖခင်အရင်ကိုလူပြိုကြီးအဖြစ်ဆွေမျိုးတွေကဖန်တီးပြီးတော့ကိုယ့်ရဲ့သွေးသားရင်းရှာဖြစ်မှုကိုပါအရှက်ရဝင်ညှိပယ်ခံရရင်ကျွန်တော်မိတ်ဆွေဘယ်လိုတုံ့ပြန်မလဲအမွေဆိုတာလူတွေရဲ့လောဘကိုစမ်းသပ်တဲ့နေရာမှာအလွန်ကြောက်စရာကောင်းပါတယ်ဖခင်ဖြစ်သူကိုလွန်သွားတဲ့အခါမှာကြံရက်တဲ့အမွေတွေကိုအပိုင်စည်းကျင်စွန်းနဲ့သားသမီးအရင်တွေကိုအတိမတ်မပြုတ်ပဲငါတို့အကိုဟာလူပြိုကြီးဘဝနဲ့တည်ဆုံသွားတာဆိုပြီးလောက်ကြံဖန်တီးတတ်ကြတဲ့ဖြစ်ရတွေရှိပါတယ်ဒီနေ့မှာတော့ဖခင်ကိုလူပြိုကြီးဆက်သွင်းပြီးတော့အမွေလုချင်တဲ့ဆွေမျိုးတွေကြားထဲကနေကိုယ့်ရဲ့မွေးရပါအခွင့်အရေးနဲ့ဂုဏ်သိက္ခာအတွက်ဥပဒေကိုကန်ဆွဲပြီးတော့အကျိတ်အနေပြန်လည်တိုက်ယူခဲ့ရတဲ့သမီးအရင်တယောက်ရဲ့တရားရေးခရီးကျမ်းတစ်ခုအကြောင်းကိုပြဝေပေးသွားပါမယ်ဒီဇလန်ရဲ့မူရင်းစီရင်ထုံးကတော့1995ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးဒေါ်မြရင်နဲ့မခင်မြင့်ကြီးခေါ်မမင်းမြင့်ကျော်ပါငါတရားမပထမအယူခံမှုစီရင်ထုံးဖြစ်ပါတယ်ဒီဇလန်ရဲ့အဓိကဇာတ်ကောင်ကတော့မခင်မြင့်ကြီးခေါ်မမင်းမြင့်ကျော်ပါသူ့ရဲ့ဖခင်ကတော့ကြားကြီးကြုံညော့ကိုဥကြုံညော့ဖြစ်ပြီးမိခင်ကတော့ဒေါ်အုံးခေါ်ဒေါ်မြင့်ဖြစ်ပါတယ်ဝမ်းနည်းစရာကောင်းတာကမခင်မြင့်ကြီးလေးကိုမမွေးဖွားခင်2လခန့်အလိုမှာပဲဖခင်ဖြစ်သူဥကြုံညော့ဟာကွယ်လွန်သွားခဲ့ပါတယ်ကလေးမလေး2နှစ်သမီးအရွယ်ကိုရောက်တော့မိခင်ဖြစ်သူကနောက်အိမ်အောင်ပြုခဲ့ပြီးနောက်ပိုင်းမှာမိခင်မှာကွယ်လွန်သွားခဲ့ပါတယ်အချိန်တွေကြာလာတဲ့အခါမှာမခင်မြင့်ကြီးကသူဟာကြားကြီးကြုံညော့ရဲ့သမီးအရင်ဖြစ်ကြောင်းနဲ့မိဘနှစ်ပါးရဲ့အမွေတွေကိုဆက်ခံဝင်ရှိကြောင်းရတနာပုံသတင်းစာကနေအများသိစေရန်ကြေညာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲပြဿနာကစတင်มาတော့တယ်ဥကြုံညော့ရဲ့ညီကိုမနမအရင်နေဖြစ်ကြတဲ့ဒေါ်မြရင်တို့တစုကဒီကြေညာချက်ကိုကန့်ကွက်ခဲ့ပါတယ်သူတို့ရဲ့အကြောင်းပြချက်ကတော့ဥကြုံညော့ဟာလူပြိုဘဝနဲ့ကွယ်လွန်သွားတာဖြစ်လို့မခင်မြင့်ကြီးဟာဥကြုံညော့ရဲ့သမီးမဟုတ်ဘူးကျန်ရဲ့သူအမွေတွေကိုသူတို့ညီကိုမနမတွေကပဲဆက်ခံရမယ်ဆိုပြီးတော့ညှင်းဆိုခဲ့ကြပါတယ်ဒီလိုနဲ့ပဲမခင်မြင့်ကြီးဟာသူ့ကိုဖခင်ဥကြုံညေ့ရဲ့သမီးအရင်ဖြစ်ကြောင်းကြီးညာပေးဖို့တရားစတင်ဆွဲဆိုပါတော့တယ်ဒီနေရာမှာဥပဒေကြောင်းအရအလွန်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုရှိလာပါတယ်မခင်မြင့်ကြီးဟာတိကျသက်သာခွင့်အဥပဒေပုံမှန်40နှစ်အရတရားဆွဲဆိုခဲ့တာပါဒီဥပဒေအရတရားဝင်အရှိန်တွေကိုတောင်းဆိုထားတာဖြစ်ပါတယ်တရားပြန်တဲ့ဘက်ကတော့ဒီအမှုဟာဆွေမျိုးတော်ဆက်ကြောင်းကြီးညာပေးဖို့တက်တာဖြစ်လို့ပစ္စည်းအမွေရပိုင်ခွင့်နဲ့မဆိုင်ဘူးဆိုပြီးတော့ခြေပခဲ့ပါတယ်ဒါပေမဲ့တရားရုံးတော်ကဘယ်လိုရှုမြင်တယ်လဲဆိုရင်တရားဝင်သားသမီးဖြစ်ချင်းဆိုတာဟာအစင်းတန်တရက်ဖြစ်တယ်။သမီးဖြစ်ကြောင်းကြီးညာပေးလိုက်တာနဲ့တင်ဖခင်ရဲ့အမွေကိုဆက်ခံခွင့်ဆိုတဲ့တရားဥပဒေအရအကျိုးသက်ရောက်မှုတွေအလိုလိုပေါ်ထွန်းလာမှာဖြစ်တဲ့အတွက်တရားစွဲဆိုခွင့်ရှိတယ်လို့မှတ်ချက်ပြုပေးခဲ့ပါတယ်။တရားခွင်ထဲမှာတော့အလှည့်ပြောင်းတွေအများကြီးဖြစ်ခဲ့ပါတယ်။တရားပြန်နေဖြစ်တဲ့ဥကြုံရဲ့မောင်နှမတွေတဲကအကိုဖြစ်သူဦးလာမောင်ကတော့ကြံတဲ့မောင်နှမတွေလို့မဟုတ်ပဲအမှန်တရားဘက်ကနေရက်တည်ပေးခဲ့ပါတယ်။ဦးလာမောင်ကမခင်မြင့်ကြီးဟာသူ့ညီကိုကြုံညွန့်ရဲ့သမီးအစစ်ဖြစ်ကြောင်းခလေး4နှစ်သမီးအရွယ်ကလေးကသူကိုယ်တိုင်ထိမ့်သိမ်းဆောင်ချခဲ့ရကြောင်းရုံးတော်မှာထွက်ဆိုခဲ့ပါတယ်။ဒါအပြင်မိခင်ဖြစ်သူဒေါ်အုံးရဲ့နောက်အိမ်တော်ဖြစ်သူဦးတင်အေးကလည်းဒေါ်အုံးနဲ့အိမ်ထောင်ကြချိန်မှာ2နှစ်သမီးအရွယ်မခင်မြင့်ကြီးပါလာကြောင်းထွက်ဆိုခဲ့တယ်လို့အခိုင်အမာဆုံးသက်သေအနေနဲ့မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးကဆေးမိုကွန်းထင်ကဖခင်ဦးကြုံညွန့်မိခင်ဒေါ်အုံးတို့ရဲ့အမည်နဲ့မွေးဖွားထားတဲ့မွေးစည်းရင်ကိုရုံးတော်ကိုတင်ပြနိုင်ခဲ့ပါတယ်။တရားပြန်တော်များရင်တို့ဘက်ကတော့သက်သေတွေကိုခေါ်ယူပြသနိုင်ခဲ့ပေမဲ့အဲ့ဒီသက်သေတွေကိုယ်တိုင်ကဥကြုံညော့မှာအိမ်အောင်ရှိမရှိသေချာမသိပါဘူးလို့ဝန်ခံသွားခဲ့ကြပါတယ်။ဒီလိုခိုင်လုံတဲ့သက်သေအထောက်အထားတွေကြောင့်မူလတိုင်းတရားရုံးကရောတရားရုံးချုပ်ကပါမခင်မြင့်ကြီးခေါ်မမင်းမြင့်ကျော်ဟာကွယ်လွန်သူကြားကြီးကြုံညော့ရဲ့သမီးအရင်ဖြစ်ကြောင်းအနိုင်ဒီဂရီချမှတ်ပေးခဲ့ပါတယ်။ဥကြုံညော့ဟာလူပြိုကြီးဖြစ်ပါတယ်ဆိုပြီးအမွေကိုသိမ့်ပိုက်ခြင်းနဲ့ဆွေမျိုးတွေရဲ့အယူခံကိုလည်းတရားရုံးချုပ်ကဇယိန်းနဲ့တကွပတ်လိုက်ပါတယ်။ဒီမုံကတော့တရားဝင်သားသမီးဖြစ်ခွင့်ဆိုတဲ့အစဉ်တန်းတစ်ခုဟာအမွေဆက်ခံခွင့်အတွက်ဘယ်လောက်ထိအရေးပါတယ်လဲဆိုတာကိုသက်သေပြသွားတဲ့ထင်ရှားလာတဲ့တရားမမှုမှတ်တမ်းတစ်ခုအဖြစ်သမိုင်းတွင်ကျင်ရခဲ့ပါတယ်။ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရနိုင်မယ်လို့မျှော်လင့်ပါတယ်။အကျိုးရှိတယ်ဆိုရင်လည်းကွန်မန့်မှာရေးသွားပေးခဲ့ကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ကြပါစေ။